Garden Channel မှာကြိုဆိုပါရရှင်။ Astro Today ဒီနေ့ခက်စီစဉ်ရဲ့2025ခုအောက်တိုဘာလ24ရက်နေ့အတွက်ဆောင်ရရမယ့်နက်ခတ်ချိန်ခါတွေကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျမရွှေရုံးပြည်နယ်မှအင်ဒရီမွန်တို့မှတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။2025ခုအောက်တိုဘာလ24ရက်နေ့တောက်ကြသားသမီးများအတွက်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နက်ခတ်9ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရပ်များဆောင်ရွက်နိုင်ရန်နက်ခတ်ချိန်ခါကောင်းများကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင်။နနက်6:38မိနစ်မှနနက်6:58မိနစ်အတွင်းမှာတော့ဖုန်းကန်ကြီးမြင်မဲ့ဓာတ်နက်ခတ်ကင်ကြားရောက်တဲ့ချိန်ပဲဖြစ်ပါရရှင်။နနက်9:34မိနစ်မှနနက်9:54မိနစ်အတွင်းမှာတော့စမ်းထအောင်မြင်ပြီးမြစ်တာရေကန်ကောင်းမွန်စေမဲ့စုပ်နက်ခတ်ကင်ကြားရောက်တဲ့ချိန်ပဲဖြစ်ပါရရှင်။နေ့လယ်3:56မိနစ်မှညနေ4:16မိနစ်အတွင်းမှာတော့ဘာပဲလို့ထိုးထည့်ရောက်ရှိအောင်မြင်စေမဲ့အဓိပတိနက်ခတ်ကင်ကြားရောက်တဲ့ချိန်ပဲဖြစ်ပါရရှင်။နေ့လယ်3:45မိနစ်မှညနေ4:05မိနစ်အတွင်းမှာတော့ယာရုဩဇာအာဏာကြီးမြင့်စေမဲ့ထီးဖြူနက်ခတ်ကင်ကြားရောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။နနက်2:25မိနစ်မှနနက်2:45မိနစ်အတွင်းမှာတော့အိမ်ချမ်းမြေရောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုစေမဲ့စင်ဖြူနက်ခတ်ကင်ကြားရောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ည8:48မိနစ်မှည9:09မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရတနာထီကန်ဆန်းမှုကန်ကောင်းမွန်စေမဲ့ရေနာနက်ခတ်ကင်ကြားရောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ကြာသပတေးနေ့ညတကောင်ကျော်ပြီးတောက်ကြနေ့အကူနနက်12:02မိနစ်မှနနက်12:22မိနစ်အတွင်းမှာတော့သားသမီးရတနာထွန်းကားရရှိစေမဲ့တန်တေနက်ခတ်ကင်ကြားရောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်တောက်ကြသားသမီးများအပေါ်ပုံမူပြီးတရားမှုရှိနိုင်တဲ့စိုးကျိုးနှက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ကားတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။နနက်9:25မိနစ်မှနနက်9:45မိနစ်အတွင်းမှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်8:19မိနစ်မှနနက်8:39မိနစ်အတွင်းမှာတော့အမှုခင်းပြဿနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်12:33မိနစ်မှနေ့လယ်12:53မိနစ်အတွင်းမှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည9:24မိနစ်မှည9:44မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကဟာတွေဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့မိတ်တူးနက်ခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်2:39မိနစ်မှနနက်2:59မိနစ်အတွင်းမှာတော့အလုံစီးဝါထိခိုက်ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကားနက်ခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုပြပေးခဲ့တဲ့နက်ခတ်ချိန်ကားတွေဆိုရင်တော့တောက်ကြသားသမီးအပေါ်ပုံမူပြီးတရားမှုရှိနိုင်တဲ့နက်ခတ်ချိန်ကားတွေပဲဖြစ်ပါရဲ့ရှင်။ဒီနက်ခတ်ချိန်ကားတွေကိုသမီးရဲ့ဆရာဦးဆရာကိုမကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ဒီနက်ခတ်စီစဉ်ကိုကြည့်ရပေးခဲ့ကြတဲ့လူ့ပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။